你好，မင်္ဂလာပါ HSK1 online class လေးနဲ့မိတ်ဆက်ပေးခြင်းလို့ပါဒီအတန်းလေးကကြတော့ဒီတရုတ်စာမှာ B နဲ့တရားနဲ့ကနေစပြီးတော့အခြေခံကနေစပြီးတော့သင်ကြားပေးမယ့်သင်တန်းလေးဖြစ်ပါတယ်။သူကကြတော့စမဲ့date ကကြတော့ပေါ့နော်ဒီနောက်လ9ရက်နေ့ကနေစပြီးတော့မေလ16ရက်နေ့အထိပေါ့နော်သူက2လခွဲကြာမယ်ပြီးတော့တင်ကြားမဲ့အချိန်တွေကကျတော့အပတ်စဉ်ကြာတာပရိတောက်ကြာစနေပေါ့နော်တစ်ပတ်ကို3ရက်တင်မယ်ပြီးတော့အချိန်ကကျတော့မြန်မာအချိန်ပေါ့နော်ညပိုင်း9နာရီကနေ10နာရီပေါ့နော်ဒါကဘာဖြစ်လို့ဒီအချိန်လဲဆိုတော့ဒီအတန်းလေးကကျတော့1 by 1 class ဖြစ်တယ်တဦးချင်း class လေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတက်မဲ့သူရဲ့အားတဲ့အချိန်နဲ့ကိုအားတဲ့အချိန်နဲ့ကိုညှိပြီးတော့ဒါယူထားတဲ့အချိန်လေးဖြစ်တယ်ပေါ့နော်တကယ်လို့အခုကြည့်နေတဲ့သူကတခြားအချိန်မှာတက်ချင်တယ်ပေါ့နော်တက်ချင်တယ်ဆိုလို့ရှိရင်လည်းကိုအစဉ်ပြေတဲ့အချိန်ကိုလာပြီးတော့မေးလို့ရရဲပေါ့နော်တက်လို့ရတဲ့အတန်းတွေကတော့ HSK 1 2 3 4ပေါ့နော်ဒါကြိုက်တဲ့တမျိုးကိုလာပြီးတော့စုံစမ်းလို့ရရဲပေါ့နော်ဒီနောက်တစ်ခုကကြတော့ပုံမှန်ဆိုလို့ရှိရင်ပေါ့နော်ဒီတရက်ကိုတနာရီခွဲတင်တယ်ဒါပေမဲ့ဒီမှာကြတော့တရက်ကိုတနာရီပဲတင်ထားရပေါ့နော်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဒီတရုတ်ကကြတော့ပေါ့နော်မြန်မာနိုင်ငံထက်ကိုအချိန်ကတနာရီခွဲစောတယ်အခုဒီမှာ10နာရီဆိုလို့ရှိရင်ဒီဘက်မှာ17ခွဲဖြစ်နေပေါ့နော်ဆိုတော့အိတ်တဲ့အချိန်လေးတွေရောပြီးတော့ဒီတခြားအချိန်ကန့်သက်ချက်ကလေးတွေရှိတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးလေးစီစဉ်ထားတာပေါ့နော်ဒါပေမဲ့ဘယ်လိုပြောမလဲမထီရောက်မှာတော့စိတ်ပူစရာမလိုဘူးပေါ့နော်အချိန်ကမြန်မြန်ဆက်ဆက်လေးနဲ့သွားမယ်ပြီးတော့ထိရောက်ကလေးသွားမယ်ပေါ့နော်မဟုတ်လဲအချိန်ကြာပြီးတော့ပေါ့နော်ဘာဖြစ်လို့ဆိုတက်မဲ့သူကလည်းအလုပ်တစ်ဖက်နဲ့ကိုကလည်းကြောင်းတစ်ဖက်နဲ့ဆိုလို့ရှိရင်နှစ်ယောက်လုံးအတွက်အဲ့လိုမျိုးပင်ပန်းမှာဆိုလို့ပေါ့နော်ထိရောက်ကလေးတော့တင်ကြပေးသွားမှာပါနောက်တစ်ခုကကြတော့ဒီတင်မဲ့အသုံးပြုမဲ့platform ကလေးကတော့သူက Tinto လို့ခေါ်တာပေါ့နော်ဒီတရုတ် application လေးပါသူကတော့ Zoom ပုံစံနဲ့အတူတူပဲပေါ့နော်ဒါသုံးရတာလည်းလွယ်တယ်အဆင်ပြေရပေါ့နော်ဒါဆိုရင်နောက်ဆုံးကကြတော့ဒီသင်တန်းကြီးလေးပေါ့နော်သင်တန်းကြီးကတော့တစ်လကို9000ပါပြီးတော့နောက်တစ်ခုကလေဒီ1 by 1 class နဲ့ပတ်သက်ပြီးတော့ပြောချင်တာကအစပိုင်းမှာဆိုရင်ပေါ့နော်ဒီကိုလည်းဒီ1 by 1အတန်းဆိုလို့ရှိရင်စဉ်းစားကြည့်ရပါတော့ကိုဆိုလို့ရှိရင်တော့1 by 1အတိုင်းတိတ်မတက်ချင်ဘူးပြင်းစရာကောင်းမယ်ထင်တယ်ပေါ့နော်ဆရာနဲ့ကိုနဲ့ပဲဆိုတော့အဲ့လိုမျိုးထင်တာဒါပေမဲ့တကယ်တမ်းသင်ကြည့်တဲ့အခါကျမှလည်းအဲ့လောက်ထိလည်းမဆိုးနေပါဘူးဘာဖြစ်လဲဆိုတော့ဒါတယောက်တည်းသင်တဲ့အခါဆိုတော့ရရင်လည်းကိုပဲမရရင်လည်းကိုပဲဆိုတော့ကိုရဲ့ဒီသင်တန်းပြီးဆုံးသွားတဲ့အခါမှာဆိုလို့ရှိရင်ကိုရဲ့ level ပေါ့နော်ကိုဘယ်လောက်ထိရသွားလဲဆိုတာကိုနားလည်သွားတယ်ပေါ့နော်ပြီးတော့အဲ့လိုမျိုးနှစ်ယောက်တည်းဆရာနဲ့နှစ်ယောက်တည်းဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးအဆင်မပြေမာတွေအဲ့လိုမျိုးတွေလည်းစိတ်ပူစရာမလိုပေါ့နော်ကိုကလည်းအဲ့လိုမျိုးကျောင်းသားနဲ့ flexible ဖြစ်အောင်နေပြီးတော့သင်ပေးတယ်အဆင်ပြေအောင်ပေါ့နော်ဆိုတော့အဲ့ဒါတွေလည်းစိတ်ပူစရာမလိုပါဘူးဒါဆိုရင်ဒီတကယ်လို့မှဒီသင်တန်းလေးကိုတက်ဖို့အတွက်အချိန်မရဘူးဆိုလို့ရှိရင်လည်းဒီ page လေးမှာပေါ့နော်ဒီ B နဲ့တရားအကြောင်းလေးလည်း share ထားတယ်ဒီအချိန်ရလို့ရှိရင်လည်းအချိန်ရတယ်လို့မျိုးပေါ့နော်ဒီတရုပ်စာနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောမလဲဗီဒီယိုလေးတွေလုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ online ကနေလို့လေ့လာမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ YouTube ရဲ့ Facebook ရဲ့ TikTok ရဲ့ဒီ platform တွေကနေလို့လေ့လာလို့ရပါတယ်နောက်တစ်ခုရှိတာကတော့ပေါ့နော်ဒီ HSK1 နဲ့မှာဘာတွေပါလဲဆိုတော့သူကအဓိကအားဖြင့်တော့ဖတ်ရတဲ့အပိုင်းလေးတွေပါမယ်ဒီ conversation ပေါ့နော်သူတို့ပြောထားတဲ့စာပိုက်ကလေးတွေကြည့်ရမယ်dialogue ကလေးတွေပေါ့နော်ကြည့်ပြီးတော့ဖတ်ရမယ်ဖတ်ပြီးပြီဆိုရင်ကိုကအရင်နားထောင်ရမှာပေါ့နော်နားထောင်ရမယ်ပြီးရင်တို့ပြောသွားတဲ့ပုံစံလိုမျိုးပဲလိုက်ပြီးတော့ဖတ်ရမယ်နောက်တစ်ခုကကျတော့အရေးပိုင်းပေါ့နော်ရေးတဲ့အပိုင်းလေးတွေပါမယ်ဒါအပြောပိုင်းကတော့ဒါဆရာနဲ့ကျောင်းသားနဲ့ပေါ့နော်လေ့ကျင့်မယ်ဒါဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်那我们下次再见谢谢拜拜